မီလက်မြေဖြောသက်ဒစည်းတဲ့ကိုစေကျော်တန်းစင်ပေးုံနဲ့တင်ဒေါ်လာ1000အထိရရှိနိုင်တယ်ဆိုတာမိတ်ဆွေတို့ယုံကြည်နိုင်ပါသလားကြားရတာလွယ်ကူတယ်လို့ထင်ရပေမဲ့လုံးဝမဟုတ်ပါဘူးအဆိုပါငွေကြေးရဲ့နောက်ွယ်မှာတော့စိတ်ကူးကြီးလို့ပင်မရနိုင်တဲ့ပင်ပန်းဆင်းရဲမှုတွေရှိနေတာဖြစ်ပါတယ်ရရှိတဲ့ငွေကြေးတိုင်းဟာချွေနာကျင်မှုနဲ့စွန့်လွတ်အနစ်နာခံမှုတွေကနေတဆင့်ရရှိလာတာဖြစ်ပါတယ်ကားရဲ့ကံအိုးအတွင်းပိုင်းဟာကြောက်တုံးလိုမျိုးမာကျောနေတဲ့ကွန်ကရစ်အချောက်တုံးကြီးတွေနဲ့ပြည့်နေနေတတ်ပါတယ်တခါကတန်ချိန်30ကျော်ရှိတဲ့ကံအိုးတစ်လုံးကိုတန်းစင်ဖို့အတွက်ကြမ်းကျင်လုံသား3ဦးက3ရက်တိုင်အချိန်ယူခဲ့ရတာမျိုးပါတကယ်ကိုအံ့ဩစရာပါပဲကျွန်ုပ်တို့ကိုယ်တိုင်လည်းတခါကစမ်းသက်လောက်ကန်ခဲ့ပူပါတယ်10မိနစ်ခန့်အကြာမှာပင်လက်လျှော့အရှုံးပေးလူနေပါဖြစ်ခဲ့ရပါတယ်ကံအိုးအတွင်းပိုင်းဟာချွေးထုတ်ခန်းတစ်ခုလိုမျိုးအလွန်မင်းပူပြင်းလာပြီးအသက်ရှူရတာလည်းအလွန်ခက်ခဲလွန်းတာမျိုးပါကွန်ကရစ်တွေကလည်းကြောက်ခဲအတိုင်းကံအိုးထဲမှာ6နာရီကြာအောင်အချိန်ပေးခဲ့ရပြီး3တန်ခန့်ကိုသာဖယ်ရှားပေးနိုင်ခဲ့ပါတယ်လွန်ဆန်းနဲ့ထိုးနှက်တဲ့အတိုင်းမှာလည်းထွက်ပေါ်လာတဲ့တုံခါမှုတွေဟာလက်မောင်းတစ်ခုလုံးကိုထုံကျင်သွားစေပြီးထွက်လာတဲ့ဖုံမုတ်တွေကလည်းအသက်ရှူကျက်စေခဲ့တာမျိုးပါအချို့သောသူတွေကတော့တစ်လကိုဒေါ်လာ3သိန်းအထိရရှိနိုင်တယ်လို့ပြောဆိုနေကြပေမဲ့လည်း၎င်းတို့ရဲ့နောက်ွယ်ကနာကျင်မှုတွေချွေးထက်မှုတွေနဲ့ကျန်းမာရေးဆိုင်ရာစွန့်စားရမှုတွေကိုတော့သူတို့ကထည့်သွင်းပြောဆိုလို့မရှိကြပါဘူးကျွန်ုပ်ကတော့ပုံမှန်အားဖြင့်အဆိုပါကုန်တင်ကားကိုမောင်းနေရတာမျိုးဒါမှမဟုတ်ရေကန်တွေကိုတခါတရံမှာစေးကြောတန်းစင်လေးရှိပြီးဒါတင်မဲ့တကယ်ကိုလူပင်ပန်းလာပါပြီအကယ်၍ဒီလိုမျိုးကံအိုးတွေကိုနေ့စဉ်ရက်ဆက်တာစေးကြောနေရမယ်ဆိုရင်တော့ကျွန်ုပ်လည်းလဲပြိုသွားမှာအမှန်ပါပဲခုကြည့်နေတဲ့မိတ်ဆွေတို့အနေနဲ့ရောပြင်းထန်လာတဲ့အပူချိန်တန်းကိုခံရင်ဒီနေ့ကို10နာရီကြာအောင်ဆက်လွန်တွေနဲ့ထိုးနှက်ခါနေ့စဉ်ရက်ဆက်ဒီကွန်ကရစ်တုံးကြီးတွေကိုအားဆိုင်တိုက်ထုတ်လိုက်ရမယ်ဆိုရင်ဒီဒေါ်လာ1000ကိုလွယ်လွယ်ကူကူရရှိနိုင်တဲ့အရာလို့ထင်မှတ်နေပါအောင်မလားခင်ဗျာ